တနင်္ဂနွေနေ့ညအတွက်အကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်၃ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္ဂနွေနေ့ညပွဲစဉ်တွေထဲကမှအကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်၃ပွဲကိုရွေးထုတ်ပြီးတော့ပွဲကြိုသုံးသပ်ချက်ဖြစ်သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမဆုံးပွဲစဉ်ကတော့ကျွန်တော်ပွန်တီလီဂါပွဲစဉ်ဖြစ်တဲ့စိန်ပေါနဲ့ဖရန်ဘတ်တို့ရဲ့ပွဲပါဆိုတော့ဒီမှာနှစ်သင်းစလုံးကတော့အမှတ်လိုနေတာပါပဲဒါပေမဲ့ဖရန်ဘတ်ကအပေါ်အသင်းနဲ့အမှတ်လည်းပြတ်နေသေးတယ်အရန်ကြီးလည်းအသေးအတန်လိုနေတာမျိုးမဟုတ်ဘူးပေါ့နော်စိန်ပေါကတော့တမ်းမစင်ရဖို့ရုန်းကန်နေရတဲ့အသင်းမှာသူတို့တကယ်လည်းရုန်းပြီးတော့ကစားနေပါတယ်နောက်ဆုံး၄ပွဲမှာ၃ပွဲအနိုင်ကစားထားပြီးတော့အိမ်ကွင်းပွန်တီလီဂါနောက်ဆုံး၅ပွဲဆက်လည်းသူတို့ရှုံးပွဲမရှိခဲ့ပါဘူးဆိုတော့ကျွန်တော်ဒီပွဲမှာတော့ဖရန်ဘတ်ကိုညှင်းပယ်ထားချင်ပါတယ်ခင်ဗျဒုတိယပွဲစဉ်အနေနဲ့အီတလီစီးရီးရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘိုလော့နာနဲ့ Hellas Verona ရဲ့ပွဲစဉ်အကြောင်းကိုပြောချင်ပါတယ်ခင်ဗျာဆိုတော့ဒီပွဲကလက်ရှိ form အရာတော့အရင်သိတာပါတယ်ကျွန်တော်ဘယ်အသင်းဘက်ကိုပို့ပြီးတော့ရင်းရမလဲဆိုတာဒါအဖြေပေါ်ပြီးသားပွဲစဉ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဘိုလော့နာရဲ့တိုက်စစ်ကစားပုံပေါ်ကိုတန်တရားဝင်နေဒီအသင်းကတိုက်စစ်စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အချက်လက်တိုင်းမှာတာမန်ထက်မပိုပါဘူးပြီးတော့တစ်ဖက်ကဗီရိုနာကလည်းတန်းစင်းစုံထဲမှာရုန်းကန်နေရတဲ့အသင်းဖြစ်လို့ပိတ်ကစားလာနိုင်တာကြောင့်ဘိုလော့နာတို့အိမ်ကွင်းမှာကစားရပူပြီးတော့ကျက်သွားနိုင်ပါတယ်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်အင်ရှင်အသင်းဘက်ကိုရိန်းတာထက်သွင်းကိုတွေအများကြီးမမြင်ရနိုင်ဘူးဆိုတဲ့ဘက်ကိုပဲပို့ပြီးတော့သဘောကျမိပါတယ်ခင်ဗျโอเคနောက်ဆုံးပွဲစဉ်အဖြစ်ကျွန်တော်စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့စီဗီလာနဲ့ဖယ်လကာနိုတို့ရဲ့ပွဲစဉ်အကြောင်းကိုပြောချင်ပါတယ်ခင်ဗျဖယ်လကာနိုကကစားပုံအရန်ကောင်းတယ်သူတို့ကဘောလုံးကောင်းကင်ကစားနိုင်တယ်ဒါပေမဲ့ဒီအသင်းကတိုက်စစ်မှာပေါ့နော်အခွင့်အရေးတွေကိုသွင်းကိုတွေအဖြစ်ပြောင်းလဲနိုင်တဲ့အပိုင်းမှာတော့တော်တော်လေးအားနေပါတယ်ဆိုတော့ဒီကစားပုံရဲ့အကျိုးဆက်ကပါလဲဆိုတော့clean sheet ပွဲစဉ်တွေများနေပြီမဲ့သူရလက်ကအရင်မကောင်းဘူးပြီးတော့ကျတော့သွင်းကိုရယူနိုင်တဲ့အပိုင်းမှာလည်းသူတို့ရရှိထားတဲ့ဂိုးအရေးအတွက်ကလည်းအရင်နည်းတယ်လို့ပြောလို့ရပါတယ်တစ်ဖက်ကစီဗီလာကလည်းဒီရာဒီအရင်ပုံစံကောင်းပြနေတဲ့အသင်းမဟုတ်ဘူးအိမ်ကွင်းမှာလည်းကောင်းကောင်းကစားနိုင်နေတဲ့အသင်းမျိုးမဟုတ်ဘူးပေါ့နော်ကစားပုံအရာသွင်းကိုမျှော်လင့်ရနိုင်ခြေရှိတဲ့အပိုင်းမှာလည်းပေါ့နော် expected goal မှာလည်းသူတို့ရဲ့အောက်မှာအသင်းနှစ်သင်းပဲရှိတော့တယ် Real Oviedo နဲ့ Getafe ပြီးရင်အဆိုးဆုံးအသင်းလို့ကျွန်တော်သတ်မှတ်ခံထားရတယ်ပေါ့နော်ဆိုတော့ဒီပွဲကိုလည်းကျွန်တော်အနေနဲ့ကတော့သွင်းကိုတွေအများကြီးမမြင်ရမယ့်ဘက်မှာရက်တည်ဖို့အကြံပြုချင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီပွဲတွေကတော့ကျွန်တော်ဒီနေ့ညအတွက်အကြိုက်ဆုံးပွဲစဉ်တွေဖြစ်ပါတယ် brother တို့ရောဒီပွဲတွေအပေါ်မှာဘယ်လိုမြင်လဲပြီးတော့တခြားပွဲစဉ်တွေထဲမှာရောဘာတွေကိုအကြိုက်တွေးမိလဲဆိုတာကို comment box မှာပြောပြပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ